အေးမအောင်ပါအေး လေကောင်းလားကျွန်တော်ကစားဖားကြီးပါဘယ်ကိုသွားနေတယ်ထင်လဲရာဇန်တုတ်ခောက်ဆွဲတုတ်ဒီအရွက်အစုံလေးနဲ့စားခြင်းနဲ့ဆိုလို့တို့မှယူပူစားရတာအဲ့ဒါသွားစားမှာပြမယ်ပြီစားမယ်ဆိုတော့တို့မှယူထားတော့အတီးလေးနဲ့ကဲသူတို့စီကိုတော့ရောက်ပြီပေါ့နော်သူတို့ကစားကွင်းလေးရှိတယ်ဗျအဲ့ဒါကျွန်တော်ပန်းသူ့ကိုဆရာကြီးလှုပ်လို့စားတာစားရတာမျိုးမကြဘူးယူကျွန်တော်စားခြင်းတဲ့အတိုင်းဂေါ်ဘီပဲပင်ပေါက်ပြီးတော့အာလူပဲပြားခောက်ဆွဲအစုံလေးနဲ့ပေါ့နော်သူကအရက်သမားပညာလက်တက်တယ်ဟာပဲဆိုလို့ဒါကတော့အတုပ်စားတုပ်ပြီးပေါ့နော်အသေးရွယ်စုံလင်းကြာဇန်စားအချိုမောပဲမောငံပြားရဖြူပြီးတော့စပြီးတော့နေပါပြီဒါကတော့စားမိခိုင်းတာပေါ့နော်ဒီတယောက်ကမြည်ပါလို့လည်းမပြောအနောက်ကိုကတ်လာတာပြအမဆန္ဒကိုတိတ်ခါနေတော့မထိန်နိုင်ဘူးရစားခြင်းနေတယ်ရော့စားသူကလှုပ်လိုက်အဆန်းတည်းပဲကျွန်တော်လည်းဖျဲသီးကိုမြင်မြင်ချင်းမစားခဲ့ဘူးဒီလောက်ချိုတာကိုဘာလို့မစားတာလဲတဲ့နောက်ဆုံးတော့အစုံတုပ်လေးစားရပါပြီဗျတို့အမကြီးကတုပ်ကျွန်တော်ကတော့စားမယ်ကောင်းမဖော်နိုင်ဘူးစားတာအမဘီယာလေးပါသေးတယ်ဘီယာလေးနဲ့ရှယ်ကောင်းတာအမဘီယာလေးနဲ့ကျွန်တော်ကတော့ရှယ်ကြိတ်ပြီနော်အဲ့နဲ့တို့မိုင်းနဲ့ကမ်ပိုင်လေးတက်ချက်စားရင်တောက်ရင်နဲ့တို့မိုင်းရဲ့တော်ကြောင်တက်ကြောင်ဘယ်လောက်ဒီကျွမ်းကျင်စာလုံနိုင်ကြောင်းတွေကိုပြောပြနေတာဖြစ်ပါတယ်တကယ်အိမ်မိုက်စီကပညာရေးလည်းအများကြီးရပါတယ်နောက်လည်းကိုမောင်လေးတို့အများကြီးလှုပ်ကျွေးနိုင်ပါစေဗျာနောက်လည်းအများကြီးဂုဏ်ဆင်းပါအောင်မယ်တို့မိုင်းကကိုသားလေးတွေပြင်ပန်းနေလို့တဲ့စက်ကြောလေးမှတ်ပြတာဗျာစတောင်းပေးခဲ့တယ်နဗန်ကျင်းခံလိုက်ရတယ်ဟေး